အပိုင်း7လက်တကူးကိုရောက်ခဲ့ပြီဘာလို့နဲ့ရွာကိုခွဲခါခဲ့ရတာ2လတောင်ရှိရောမည်ရန်ကုန်မှာတကြံမိုးပြေးကလေးတွေတဆွတ်နှစ်ဆွတ်ဖြန့်ပတ်လို့နေပြီဒီအချိန်ဆိုရွာမှာအလုပ်တွေအကုန်သိမ်းပြီးကြရောမည်အမောင်လေးမင်္ဂလာဆောင်ရက်တောင်ခင်းနောင်ကောင်းကောင်းမမမိကျင်တော့ကိုကြီးကျော်နှက်ပွဲအပြီးဒီလိုတကူးကစုံဆိုရင်ကျွနယ်ကရွာတွေမှာအလူမင်္ဂလာဆောင်တွေစကြပြီပေါ့ကိုကြီးကျော်ပွဲကျင်းပမပြီးမချင်းဘသူမှမန်တက်ကနာမထိုးကြစိမ့်တန်ပုံတန်ဒိုးတန်မပေးရနှက်ပွဲပြီးလျင်တော့စိတ်ကြိတ်လုံးလေးရှိကြသည်ဒီဒလေးကခင်းနောင်းတို့ကျွနယ်တွေမှာအစင်တစိမ့်လိမ့်နာကျင့်သုံးခဲ့ကြသည့်ဒလေးလည်းဖြစ်၏ကူလာတရက်မှာအဖေနှင့်အမေပြုံးစားကြီးရောက်လာကြသည်ခင်းနောင်းကိုမြင်တော့အဖေရောအမေပါမျက်ရည်တွေကျကြသည်ခင်းနောင်းကိုယ်တိုင်မတိလိုက်မတိပါသာနေခဲ့တော့လေနှလုံးကွဲနေရသည့်တန်ကခင်းနောင်းဤခန္ဓာတစ်ချမ်းစာကိုဖဲထုတ်ပြစ်လိုက်ပုံရသည်အဖေကသမီးကိုဖက်ရင်အတန်မထွက်ဖဲမျက်ရည်ကျရှာသည်အဖေကခင်းနောင်းတို့မိသားစုထဲမှာကိကိပပနေရှာသူဖြစ်သည်တောထုတောင်သားပြီးလှုပ်ရှားရှိတာလှုပ်နေတာမျိုးကလွဲရင်ကျင်နာကြောင်ချစ်ခင်ကြောင်ဘယ်တော့မှပြခဲ့သူမဟုတ်မချစ်လို့မဟုတ်ပဲမြစ်တာကိုတိုးဝတ်ထားနိုင်သူသာဖြစ်သည်အဖေငိုနေတော့ခင်းနောင်းရံမတွေ့လို့တော့ပဲတခွန်းသာပြောမိ၏ကျုံမှာဘာအပြစ်တွေရှိလို့လဲအဖေခနေ့အထိမိဘနဲ့ဆွေမျိုးတွေအချက်သိက္ခာမပိုးမပဲ့နေခဲ့ပါရဲ့ရက်ကနေကျုပ်အပြစ်ကြတော့ကြီးလိုက်တာတော့အဖေတို့ကျုပ်ကိုဘယ်လောက်အထိစောင့်ရှောက်ထားကြမှာလဲကျုပ်ကိုဘာလုပ်ကြအောင်မလဲလုပ်ကြပါတော့အမေကိုခင်းနောင်းစကားတစ်လုံးထည့်မပြောပဲဖေကိုသာတိုင်တယ်ရင်တစ်လုံးချင်းပြောနေခဲ့သည်အမေဒေါ်လေးခေတန်းလှလှလို့နဲ့မဆန်မေတို့တွေလည်းမျက်နှာမကောင်းကြခင်းနောင်းစကားကြောင့်အဖေအန်ကိုကြက်ရင်အမေကိုလှမ်းကြည့်၏မျက်ရည်စတွေသိမ့်ပြီးတော့ခင်းနောင်းစကားပြောင်းလိုက်သည်တော်ပါပြီဒီထက်လဲပုံမပြောတတ်သလိုဒီထက်လဲပုံမပြောချင်တော့ပဲတွေသိမ့်ပြီးပြီလားဖေအမောင်လေးမင်္ဂလာဆောင်ကိစ္စအတွက်ကိုဝယ်ချမ်းပြီးကြပြီလားကျုပ်တောင်အမောင်လေးမင်္ဂလာဆောင်ဝတ်ဖို့ဘာမှမဝယ်ရသေးဘူးဆက်ဆိုင်အဖို့တာမိဘမလားမသိဘူးဟဲ့ခင်နောင်ရန်ကုန်က ready made ဝယ်သွားပါလားဟဲ့ချုပ်ပြီးသားဒါလိုက်ဝတ်လို့ရတယ်မဝတ်တော့ပါဘူးမဆန်မီရဲ့မမီလဲမချုပ်တော့ပါဘူးအဖေကရန်ကုန်ဖျားဖူးဆိုလို့ရွှေတကုံစရီတော်မြတ်ကိုကမန်းကရန်ဖူးပြီးချက်ချင်းရွာပြန်ခဲ့ကြသည်ခင်နောင်ဤ6တယောင်လူနှလုံးသားစပယ်ယုံကလေးအတက်နုကလေးတွေပြန်ထွက်လာသလိုရင်တွေပြန်ခုန်လာခဲ့ရပြန်ပြီးကားကလည်းနေလိုက်တာတော့တင်မောကတော့ရေထဲတောင်စင်ကူပြစ်လိုက်ခြင်းသေးသည်မြေတော်စိတ်ကန်းအဝေးမှုတ်လိုက်သည့်တင်မောအုပ်အောကခင်နောင်နှလုံးသားတွေကိုဆွဲညှိပြစ်လိုက်သလိုခံစားရသည်မြေတော်တင်မောစိတ်ကနက်ပွဲရက်တွေတုန်းကအတော်စီခဲ့ပုံရသည်ခီးတယ်များစကန်ချရာထလျက်တဲပြန့်ကြီးတွေတောင်မသိမ်းရသည်စေအိုရန်ကြီးနှင့်ဈေးစိမ်အနေအပါလဲရှိသေးသည်ပြီးစီးသွားခဲ့သောနက်ပွဲအငွေအသက်ကိုခင်နောင်းရနေသည်နက်ပွဲစီသလားအမေစီရပြောပါတော့သမီးရဲ့တို့အိမ်ကဘယ်သူမှမသွားကြပါဘူးမိဆန်းတို့ချစ်ခင်တို့ဖူးငုံတို့တော့လိုက်ကြရဲ့မောင်ကြီးညိုဟုတ်တော့ကိုဗမင်းရန်ကုန်ကပိုလိုဘူးဝယ်ခဲ့ဖို့ရမေ့သွားတော့ချစ်ခင်မင်္ဂလာဆောင်ကမ်းဖို့လေရေစကြိုစေးဝယ်လဲရပါတယ်ဟာနင်ကလည်းအမေကစကားဖြတ်လိုက်တော့ခင်းနောင်ဖြတ်ခနဲ့ရိတ်စားလိုက်မိသည်မောင်ကြီးညိုဘာဖြစ်တယ်လဲအမေဘာဖြစ်လို့စကားပိတ်လိုက်ရတာလဲသူတို့ကိုကြီးညိုကိုထတော်ပြန်ပို့လိုက်ကြလို့လားထတော်ဆိုတာရန်ကုန်မဟုတ်တရက်ရက်သူလိတ်သွားနိုင်သည့်နေရာကိုကြီးညိုသူ့ကိုတွေ့ရင်တော့မတွေ့ရတာကြားတော့ကြာမှမျက်နာတူးရှုသူလဲအလားမဲသားမျိုးဆိုသလိုအံ့ဩဝမ်းသာဖြစ်မှတေးကြသည်ဒီတော့မှကိုကြီးညိုကျင်တဲ့အောင်တောင်းပန်ရအောင်မည်ဖြုံမှုရွာတဲ့ကိုဝင်တော့အနက်အသက်ကလေးတစ်ခုခင်းနောင်းရလိုက်သည်ဘာနဲ့ပါလဲမမိပြီးအုံးနေပင်ညကခင်းနောင်းဆွဲလက်မှုမှုရှိခဲ့ရသည့်ကိုကြီးညိုဤကိုသိန်းရနံခင်းနောင်းသာပြန်လာမှန်းသိရင်ရွာအဝေးဝါကကိုကြီးညိုလာကြိုလိုက်မည်ထင်၏ကြိုကောကြိုဝန်းပါမလားခင်းနောင်းတို့ကိုကြောက်တယ်လို့ကိုကြီးညိုပြောခဲ့ဘူးသည်ကောခြံဝင်းနဲ့လှဲချိုးကွေးလိုက်တော့ပဲမိုစင်ကြီးကလဲဥဒိတ်နွားတွေကိုအစာကျွေးသည့်နွားဆက်ချင်းကိုခင်းနောင်းအကဲခတ်ကြည့်လိုက်တော့အမောင်လေးလက်ရပေးပေးပွားပွားကိုကြီးညိုဆိုရင်ဒါမျိုးမဟုတ်တက်တက်ရတန့်ရှင်နေတတ်တာခင်းနောင်းသည်ပဲမောစင်အောက်ကသူ့နေရာမှာလဲအဝတ်စုပ်ကလေးတစ်ထဲတော်မှမမြင်လူရိတ်လူရောင်လဲအလျင်မတွေ့ရပဲတွေဆေးတွေတောင်ပုတ်ထဲကြည့်တဲ့ရောက်နေတော့တောလုပ်ငန်းလဲတိမ့်ပြီပေါ့ကိုကြီးညိုအိမ်မှာမရှိတော့တာသိကြပြီသူ့ရွာထတော်ကိုပြန်သွားရှာပြီထင်ခင်းနောင်းမျိုးကပြန်လာပြီးဆိုသည့်သတင်းကရွာထဲလှဲဝင်လာကလေးကပြန့်နှံ့သွားခဲ့ပြီးလှဲပေါ်မှာကလေးကအတန်တွေပြလောက်အောင်အော်ဟစ်နှုတ်ဆက်ခဲ့ရသလိုခုလဲအိမ်ဝင်းထဲမှာလူတွေအပြည့်
ခင်နောင်းကရန်ကုန်ပြည်လက်ဆောင်မှုတွေကိုရော့အင့်ပေးရငွေ900သည်ဒါကလည်းရွှထုံးစံဖြစ်သည်တရက်တကြီးအလဲအပတ်သွားရာကအပြန်ဒေသအတွက်ပစ္စည်းလက်ဆောင်မုတ်ပွဲသေးစာမျိုးကိုတကန်တကဝယ်လာခဲ့ရသည်ရွာရောက်တော့လောက်တောင်မလောက်ခင်နောင်းမြို့မှာအတော်နှံ့ခဲ့ရဲ့လားဟဲ့ဖျားဆုံးဖူးခဲ့ရရဲ့လားပြောစမ်းမအောင်အေးခင်နောင်းရဲ့ညီးမလဲမြို့သွားနေပြီးမြို့သွေးမြို့မွေးမပါချက်တော့ကတဲ့မဲလို့ပိန်လို့ခုတ်တော်နေတာကမှတတွေးတမွေးရှိသေးရဲ့ဒေါ်ကြီးပေါ့စိန်စကားကရိုးရိုးမဟုတ်ရဲ့လားလွမ်းဖျားလွမ်းနာကြလာလိုက်တာအေးလို့ပြောလိုက်တာများလားခင်နောင်းမလုံမလဲဖြစ်လိုက်မိသေး၏လူတွေအတော်ရှဲသွားတော့မှအမောင်လေးကိုမမြင်မိတာသတိရမိ၏အိမ်မှာလဲဖုံးတွေတော်ပွားစာတက်လို့နေသည်ခင်နောင်းကတော့နောက်ဖေးခြုံတောင်းကအုံးထဲပင်ကြီးရှိရာကင်မွန်းခြုံကြီးကိုလှမ်းငေးနေမိ၏ဟဲ့ငါအောင်ကြီးလာစမ်းချစ်ခင်သွားရှာစမ်းအိမ်မှာမနေနိုင်ဘူးရခမအိမ်နဲ့ပြီးနေတော့တာပဲအမေကတောင်ဘက်အိမ်ကကောင်းလေးကိုလှမ်းအော်ကခိုင်းလိုက်သည်ခဏနေတော့မှအမောင်လေးရောမဖူးငုံမှပေါက်လာကြသည်ဟောဗျာအဖေတို့ဘက်နဲ့မြန်လာကြည်လားကျုပ်ကသွားရက်ပြန်ရက်ဟိုမှာဖျားဘူးကြမဲ့ရက်ရွက်ကြည့်တာဒီလောက်မြန်မဲထင်ပါဗျာတို့ဖြစ်ရင်အဖေတို့ကရန်ကုန်ဘာသွားလောက်ကြတာတော့ကဲအမောင်လေးပြောပေါက်ကဖအေးမအေးတွေအမြန်ပြန်လာလို့အပြစ်တင်နေသည့်ပုံမျိုးဖြစ်နေ၏အမောင်လေးစကားကိုခင်းနောက်နားလည်ရသလားသူကိစ္စကိုအမောင်လေးဘာမှသိပုံမပေါ်ပါအမောင်လေးကတော့ချစ်ရသူနဲ့ပေါင်းဖွဲ့ရတော့မှမို့မခေါ်ခင်ကတော်ထူးချင်နေတော့၏အမောင်လေးအတွက်ခင်းနောက်ဝမ်းသာမိရပါသည်မျက်နှာကြီးပြုံးဖီးဖီးလောက်ကခင်းနောက်ဇဘိုးတွေဆုပ်ဖြစ်ရင်နှမဖြစ်သူကိုနားကျင်အောင်တမင်စနေသေးသည်ကြီးစံမြို့ရောက်မှဇဘိုးတွေတက်လာလိုက်တာဟာမြို့မှာစားလိုက်တောက်လိုက်ငါနှမစိန်ကြနေတာပေါ့လေဒီမှာဆိုနွားလွတ်နွားကြောင်ရေခက်ထင်းခွေနဲ့ပန်းလာတယ်မြို့မှာနေရော့ပေါ့ဟာဘာလဲအမောင်လေးမင်္ဂလာဆောင်မှာမရှိစေချင်လို့ပေါ့လေရောဟာမေ့သွားလို့ပါငါနှမရငါမင်္ဂလာဆောင်နေမရှိလို့ရပါမလားဟာခင်တောင်ကစကနာထိုးတော့အမောင်လေးကကြပြကတိရှင်းပြရှာသည်အခြားအကြောင်းတွေစကားရောက်ကြတော့လေကိုကြီးညိုအကြောင်းတော့မပါခင်နောင်စကားဆက်လို့လည်းမဖြစ်အကြီးကျော်တို့သားအမိ3ယောက်တောတဲ့ကောက်တင်းကောက်ရမှပြန်လာကြတော့ခင်နောင်တို့အတွက်ထမင်းဟင်းတန်းချက်နေကြပြန်သည်ရန်ကုန်ကအမေလုံးယူလာတော့ငါတလောက်တွေတအိုးကြီးချက်ခါဖုန်ကြီးเจ้าတစ်ကြိမ်ပို့ရွာတဲကလူကြီးသူမတွေတချို့ဝေရသည်အခုလိုရေကြချိန်မျိုးတွင်ခင်နောင်တို့ရွာတွေကငါးရှာတတ်သည်ရေကြီးကငါးပေါ်ပြန်တော့လဲငါတလောက်ဆိုတာမြင်မမြင်ဘူးဒါကြောင့်လဲအမေကငါတလောက်တွေကိုရွာအရောက်တဲလာခြင်းဖြစ်၏ထမင်းဝိုင်းတွေငတလောက်ချက်ထက်ခင်းနာပုံမှန်မောသောခရမ်းကျင်သည့်ငပိချက်ပဲဆက်ဥပြုတ်တရက်ကင်းတို့နှင့်ဘူးရွက်ဟင်းကျူမြို့မှာအနေကြခဲ့သည်ကတကြောင်အစာအသာပြက်လာခဲ့သည်ကတကြောင်မို့ရွာထမင်းရွာဟင်းတွေတွေ့တော့ခင်းအောင်ထမင်းစားလို့ကောင်းလိုက်ပုံများဘိတ်တွေတောင်တင်းကားသွားအောင်စားလိုက်မိ၏ခင်းအောင်တို့မိသားစုထမင်းဝိုင်းကလေးမှာရောင်းမမဖူးငုံတယောက်ပါလာခဲ့ပြီဖြစ်တော့လေတရွာသားကိုကြီးညိုပါမလာနိုင်သေးပါထူးဆန်းဒီမှာငါးကိုတိမ်မလောက်ကြောက်တော့အမောင်လေးတယောက်ငါးဟင်းတွေတောင်စားလို့နေပြီငါမစားလို့မရတော့ဘူးဟာဖူးငုံကစားရမယ်ဆိုတဲ့ဟာကိုအကြီးကျော်ကသူ့အကွက်ဝင်သွားကပြန်ပတ်တော့ဤချစ်ခင်များမိဘကငါးမြအိမ်မှာချက်ရင်ဇိုးဆောင်းလုပ်ရတာအမောခုတော့မရနဲ့ကြဒုညီနောင်ဖောင်းတော်ဦးဒုတော့ရက်ပေါ်ဖြစ်နေပြီလေညီရက်ကိုအကြီးကျော်ပြောကိုခင်နှောင်းမီရီမိသေးသည်အချစ်ဆိုတာစမ်းကြဲတယ်ဆိုသည့်စကားမှန်လားပါလားခင်နှောင်းကတော့အမောင်လေးကိုမဖူးငုံတကယ်ချစ်ရလားဆိုတာတွေးနေမိသည်နိကချစ်ရသည့်အချင်းမျိုးလောကမှာတစ်ခုတည်းသာရှိသည်ဆိုရင်အခြားမရှိနိုင်သူစီမှာပဲရှိသည်ဟုခင်နှောင်းယုံသည်အမောင်လေးကိုကြီးညိုရောကိုကြီးညိုကိုဆက်ရောက်သွားပြီးခင်နှောင်းလှုပ်ခနဲ့မေးချလိုက်မိတော့ဤအများရှိထမင်းဝိုင်းမှာပဲအကိုဖြစ်သူကိုပြောင်းမေးလိုက်မိသည့်အထိခင်နှောင်းမရှက်နိုင်အားတော့ပါအမောင်လေးသည်ခန်းလုံးပေါက်ကရင်ကြီးပေါ်လဲရင်ထမင်းလုံးစီနေရကငေါက်ခနဲ့ထားထိုင်သည်ခင်နှောင်းကိုပါဇက်အဟောင်းသားနှင့်ပင်ကြည့်နေလေ၏ဒီခဏကလေးမှာတအိမ်လုံးတိတ်ဆိတ်သွားခဲ့သည်ထမင်းဝိုင်းသည်ပင်စားလက်စားရှိသူတို့လက်တွေတွန့်သွားသည်မိနောင်ကိုကြီးညိုအကြောင်းနေမသိပေဘူးလားရောပြအမေတို့ကမပြောဘူးလားမမီဆန်းကထမင်းဝိုင်းမှဝုန်းခနဲ့ထားရက်ခါတိတ်ခနဲ့ရှိတ်လိုက်သည်ခင်နောင်အဖြစ်ကိုတီးထားသူပြီးဒီစကားရောက်လာတော့စိတ်မထိန်နိုင်ပုံမျိုးဖြင့်ထားသွားတော့၏အကြီးကျော်ကတော့ပြောင်းမှုဘက်ဆေးလက်ကြီးထောင်ထဖွာရင်မေးကြီးရှေ့ထိုးထားသည်မဖူးငုံသည်ပင်ခေါင်းကလေးငုံသွားသည်မမီဆန်ပြေးထွက်သွားသည့်ခြံတော်ကတလင်းပြက်ကလေးရှိသို့ခင်နောင်ထားလိုက်သွားမိတော့၏မမီဆန်ပြေးဝေထိုင်ရင်ပခုံးကိုဖတ်လိုက်သည်မမီဆန်ပြောမှသာပြောစမ်းမှတော့ကိုကြီးညိုဘာဖြစ်တယ်လဲဟင်ခင်နောင်အတန်ကတည်ငြိမ်လွန်းလာသည်အကောင်းကိုမျောလင့်ပြီးချစ်ခဲ့ရသည့်အချင်းမဟုတ်သဖြင့်အဆိုးဆုံးဆိုတာထက်အဆိုးစရာပါရှိအောင်ပါလေ
ဖြစ်သည်မြခါးစည်းခံရုံကလွဲလျင်ခင်နောင်းလိုတော်မှန်ကျေးသူတယောက်ဤအချစ်ဇလံကိုဘသူကများစိတ်ဝင်စားမှတဲ့လေအလုပ်တွေသိမ်းပြီးတော့ကိုကြီးညိုသည်အိမ်ကထွက်သွားရတယ်သူထွက်သွားပြီးတဲ့နေ့ကရေလဲပစိုးဟောင်းကလေးနဲ့ထုတ်ထားတဲ့အထုပ်ကလေးထိုင်ပြန်သွားတာမျက်စီတွေကမထွက်ပါဘူးခမညာထတော်ကိုလိုက်ပို့မဲ့သူတော်မရှိပါဘူးကျုပ်ပစိုးလေးနှစ်ထည့်ဝယ်ထားတာဝတ်လဲဝတ်တယ်ဆိုတာတွေခင်နောင်းလာရင်ပြောပြလိုက်ပါလို့ငါ့ကိုကြိတ်မာသွားရှာသေးတယ်ကိုကြီးညိုရဲ့ပစိုးဝယ်တာဝတ်သွားတာကိုများမှားခဲ့သေးတဲ့လားခင်နောင်းကိုထတော်ရွာကစောင့်နေမဲ့လို့ကောမမှားခဲ့ဘူးလားမှားခဲ့ရော့ပေါ့တော့ကျုပ်ဆွေကျုပ်မျိုးတွေရဲ့မှုတော်မပြောရက်ခဲ့လေရောသလားကျုပ်အချစ်ကျုပ်မြစ်တာကိုကိုကြီးညိုကလွဲလို့ဘယ်သူမှမပိုင်ဘူးတော်ကြီးခင်နောင်းရင်တွင်းစကားတွေတူတင်ဆိုနေမိသေးတော့ဤအခုသူထတော်မှာပေါ့နော်မရှိတော့ဘူးခင်နောင်းသူထတော်ထဲမှာပဲဆုံးရှာတယ်တနာလိုက်တာဤမမီဆန်းစကားတွေကိုခင်နောင်းမနှဲကောက်နေရသည်မမီဆန်းကငိုရှိတ်နေသည့်ကြားကဘလုံးပထွေးပြောနေတော့ခင်နောင်းမနှဲလိုက်ဖမ်းနေရသည်ခင်နောင်းနားလေလိုက်တာကိုကြီးညိုလူလောကထဲမှာမရှိတော့ဘူးဆိုသည့်အတိတ်ပဲခင်နောင်းပြိုလဲမကြသွားခင်ချအော်လိုက်သည့်မမီဆန်ဤအတန်ကိုသာကြားလိုက်ရတော့၏နောက်တစ်နေ့တပေါင်းလာစားရောက်တော့ခင်နောင်းတို့ကိုကြီးကျော်ပွဲနန်းကိုသွားကြရပြန်ပြီအမောင်လေးနဲ့မဖူးငုံတို့ကလှဲတဲ့စင်ခင်နောင်းတို့အိမ်ကလှဲတဲ့စင်အမောင်လေးကဒီနေ့အိုးအိမ်ခွဲသွားပြီဆိုတော့ကိုကြီးကျော်နန်းကိုတတိတန့်သွားဥတရရသည်ခင်နောင်းတို့လဲကိုတော့ငါအောင်ကမောင်းသည်ငါအောင်ကိုခင်နောင်းတို့ကသူရင်းငါငားလိုက်ရသည်ဒီနေ့လှဲပေါ်မှာအမေလဲပါသည်အကြီးကျော်တို့သားအမိ3ယောက်လဲပါသည်ရွာထိပ်မှာလှဲတန်းကြီးစီတော့ခါတိုင်းနှစ်တွေလိုပဲရင်ဖိုရတော့လဲခင်နောင်းမပြောတော့ပါလှဲတန်းထိပ်ကကိုကြီးသားမအတန်ချက်ဆက်ကနှစ်တိုင်းလိုပဲနှက်ချင်းတွေမြိုင်နေခဲ့ပြီခင်နောင်းကတော့ကိုကြီးညိုကိုပဲတတိယလွှမ်းဆွနေခဲ့မိသည်ခင်နောင်းမသိလိုက်ရတော့ကိုကြီးညိုဤနောက်ဆုံးဘဝတွေကိုမမီဆန်ကပြောပြခဲ့သည်ခင်နောင်းမျိုးကိုသွားပြီးနောက်ကိုကြီးညိုတရရွာထဲပင်ပြန်မလာတော့ဟုဆိုသည်တခင်းဆောင်ရင်တောထဲမှာပဲတဲတလုံးထိုးကနေနေညညနေခဲ့သည်ညဘက်ဆိုရင်ကိုကြီးညိုတဲစီကတချင်းတန်တွေတောင်ကြားနေရတဲ့တဲ့တီးနံတွေရိတ်သိမ်းပြီးနှစ်ပွဲရက်ရောက်တော့ကိုကြီးညိုသူ့ရွာကိုပြန်သွားခဲ့သည်တပေါင်းလာဆန်း73ရက်နေ့ကငတရော်လန်းစုံမှာထိုင်ရင်ဖြုံမှုရွာကလဲတွေအလာကိုတင်းငုတ်တစ်စုပေးဆောင်နေခဲ့သည်ဆို၏ခင်နောင်းရွာကိုပြန်မလာသေးဘူးကိုကြီးညိုကိုကြီးလှဲကြုံစီ၍ပြိပ္ပါခဲ့သောမမီဆန်ကတရင်ပေးလိုက်တော့ခေါင်းငိတ်စိတ်ထိုးကြကကိုကြီးညိုထတော်ရွာစီပြန်သွားခဲ့တဲ့ညနေဘက်လှဲကွင်းထဲမှာလဲကိုကြီးညိုကိုတွေ့သည်ပွဲစီတန်းလမ်းကြိုလမ်းကြားမှာလဲအယူကြီးတယောက်လိုရှောက်သွားနေခဲ့သည်လူတွေပြပန်းခတ်နက်ပန်းဆက်ရာနန်းရည်တိုင်ကြီးကိုမိပြီးငုတ်တုတ်ကြီးထိုင်နေသောကိုကြီးညိုကိုလည်းရွာကတွေ့သူတွေကတွေ့ကြတဲ့မမီဆန်ကကျူကျူပအောင်ကိုရင်းပြောပြရှာသည်